ဖိလစ်ပင်း32ချောင်း okay အဆင်ပြေတယ်ဘိုင်ဝမ်တီကြောင့်2.3 million follower ရှိတယ်ဖိလစ်ပင်းချောင်းနဲ့မြန်မာချောင်းနဲ့တွဲပြီးခေါင်းကြီးလို့ YouTube မှာလည်းသူနာမည်တော်တော်ကြီးရတယ်တူရဲ့ချောင်းဖူးဝယ်ဝင်တယ်ဘယ်ကောင်နိုင်မလဲချက်ရှိလိုက်မယ်ဘာပြရလဲပင်ဟိုင်းနေတာပင်ဟိုင်းနေချောင်းပလီယာတွေအတွက်ဒါပင်ဟိုင်းတယ်နော်ခေါင်းညိုတကွာပြတော့ခေါင်းဟေး Oh my god ခိန်းတဲ့ညကျွတ်စင်ကြီးတော့ခေါင်းညိုဟိုစွတ်တဲ့ဥတာဘာလို့လက်မမှစွတ်မှာလဲဘာလို့လက်တန်းနေတော့လက်တန်းနဲ့လက်တန်းနဲ့ဝမ်းဟဟိုဘာလဲလုံးပေါဟာဒီဘက်ဘာတော့လူဟုတ်ရလားဘလို့ကောင်းတော့ချိုးလာလက်တန်းနဲ့ကန်ပြကဲဒီနေ့မှာတော့ global number 1 နေရာကိုအရှာယူခဲ့ဘူးတဲ့ဘာမီချောင်ရဲ့အမိုက်စာဘိုင်ဝမ်စကေးတွေရဲ့ Alanza freestyle တွေကိုကြည့်ရှုခန်းစားကြရမှာပဲဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ဒီဗီဒီယိုလေးမစခင်မှာဗီဒီယိုလေးကို VPN လေးချိတ်ပြီးတော့မှဆက်ပြီးကြည့်ပေးကြဖို့တော့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာ let's go ကဲကျွန်တော်ခုမြင်တွေ့နေရတော့ဘာမီချောင်ခရီစားနေတယ်ဒါပေမဲ့ခြုံထဲမှာပုံနေတာဘူးလေးလဲအဲ့ဒါရင်လေးဖြစ်ပါတယ်ခင်ဗျာခြုံထဲမှာတိုးပြီးဘာလေးလုံးနေလဲအမကြားနေစလေပြီးမှတွေးပြီးကောင်းညို့ရေးအဲ့ဒီနဲ့ဆောက်ခွက်ကိုတက်ရိုက်တာ Oh my god အရောက်ရေးတစ်ချက်ချိုးလာအောင်မခဏလေးမပြတ်သွားအောင်နော်မပြတ်သွားရင်ချောင်းမပြတ်သွားရင်ဒုက္ခရောက်တော့မဟာရောက်ရင်တပယ်ရီကောနဲ့ကန်ပြတာရောက်ရင်မင်းသေးရတာတော့တန်သွားရင်နော်တပယ်ရီကောနဲ့ကန်ခံရတာဒါသေးရတာတန်သွားပြီရောက်ရေးဘာလို့ဒီဘက်ကိုသွားတာဘာလို့overy စတိုင်ပြတာ तू อ่ะ Oh my god ကောင်းကြီးတော်တော်တန်သွားရင်နော်ရင်သေးရတာတော်တော်တန်သွားပြီလားရောက်ရင် okay မလုပ်ပြမှလဲမင်းထဲမှာတော့ဘူးမှမရှိဘူးနော်အဲ့ဒါတော့ထောက်သွားပြီဘာလို့အဲ့ဒါကိုကန်ပြမှာတော့မလုံးနဲ့တော့ရောက်ဟိုကောင် AD နဲ့ဟုတ်တယ်ခင်ဗျrecall အမတပယ် recall okay အဆင်ပြေတယ်ရေးလိုက်သွားတာ Oh my god ဒီအကွက်ကတော်မလွယ်တဲ့အကွက်နော်ခေါင်းမျိုးရဘာလို့ပြန်မအောင်ဟိုစွတ်တဲ့ဥတာဘာလို့လက်မမှစွတ်မှာလဲဘာလို့လက်တန်းနေတော့လက်တန်းနဲ့ဝမ်းဟိုဘာလဲလုံးပေါဟာဒီဘက်ဘာတော့လူဟုတ်ရလားဘလို့ကောင်းတော့ချိုးလာလက်တန်းနဲ့ကန်ပြကျွန်တော်တို့ game ဆိုရင်ဗျာလက်မဒါမှမဟုတ်လက်ညှို့ဟုတ်တယ်မလား तू ကလက်တန်းနဲ့ triple recall ကန်ပြတာဗျာကောင်းလိုက်တဲ့ကောင်နော်ဘလို့ကောင်းတော့ကောင်းမြင်မသိဘူးဒီပဲစားရတယ်လို့နော်ဘာတော့အချောင်းပလီယာတွေကြီးပဲမလားချန်ဆိုလိုကွမ်လည်းတည်ရချောင်းလည်းတည်ရဘရာဇီလည်းတည်ရကောင်းလိုက်လားချောင်းဘောတွေလာစုနာကောင်းယူချိုးလိုက်တော့ဒါကနဝင်ထားဖိလစ်ပင်း32ချောင်း okay အဆင်ပြေတယ်ဘိုင်ဝမ်တီကြောင့်2.3 million follower ရှိတယ်ဖိလစ်ပင်းချောင်းနဲ့မြန်မာချောင်းနဲ့တွဲပြီးခေါင်းကြီးလို့ Oh my god အဲ့ချောင်းကျွန်တော်ရင်းတော့သိတယ်ပေါ့နော် YouTube မှာလည်းသူနာမည်တော်တော်ကြီးရတယ်တူရဲ့ချောင်းဖူးဝယ်ဝင်တယ်ဘယ်ကောင်နိုင်မလဲချက်ရှိ